အားလုံးပဲမင်္ဂလာပါလီဗာပူးမြန်မာ fan page ကစင်တာပါဆိုတော့အခုကျွန်တော်တင်ဆက်ပေးသွားမှာကဒီတနင်္ဂနွေနေ့ည7:00နာရီမှာကံမဲ့လီဗာပူးနဲ့ဒီမန်စီးတီးပေါ့နော်ဒီဟက်ကွေးမှာကံမဲ့ပွဲအကြောင်းလေးပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ပထမဦးဆုံးကျွန်တော်တို့ဒါဒီနှစ်သင်းတွဲဆုံခဲ့တဲ့ head to head လေးကိုအရင်သွားလိုက်ရအောင်ပေါ့နော်ဆိုတော့ဒီနှစ်သင်းကကျွန်တော်တို့ပေါ့နော်ဒါဒီနောက်ဆုံးတွဲဆုံမှု9ချိန်မှာဆိုရင်လီဗာပူးအသင်းက2ချိန်နိုင်မန်စီးသင်းကတစ်ချိန်နိုင်ပြီးတော့နှစ်ချိန်ပေါ့နော်ဒီကြာထားတယ်ပေါ့နော်ဒါပြန်ပွဲဆိုအနေထားပေါ့နော်ဒါပေမဲ့ဒီပေါ့နော်ဒီခုနနောက်ဆုံး5ပွဲအရာကြည့်မယ်ဆိုတော့လီဗာပူးကနည်းနည်းလေးတာတရားရှိရလို့ဒါထင်ရပေမဲ့ပရီးမီးယားလိနောက်ဆုံးပေါ့နော်ပရီးမီးယားလိနောက်ဆုံး ETH မှာကန်ခဲ့တဲ့ဒီ15ချိန်မှာလီဗာပူးအသင်းက2ချိန်ပဲနိုင်အားရှိသေးရပေါ့နော်2ချိန်ပဲနိုင်တယ်5ချိန်တည်ကြတယ်10ချိန်အထိကျွန်တော်တို့ဒါမန်စီးတီကိုရှုံးခဲ့တာပေါ့နော်ဆိုတော့ဒါပရီးမီးယားလိမှာဆိုရင်မန်စီးရဲ့အိမ်ကွေ ETH ကလီဗာပူးရလက်ကောင်းနေရှိတဲ့ဒါကွင်းတော့မဟုတ်ဘူးဆိုတာဒါသက်သေပြနေရပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါဒီပြပြမလဲဖြစ်နိုင်ခြေရှိတဲ့လူစင်းလေးကိုတွားလိုက်အောင်ပေါ့နော်ဆိုတော့ဒီပထမဦးဆုံးဒါမန်စီးတီဘက်ကပေါ့နော်မန်စီးဘက်ကဒီကိုသမားနေရာမှာကထုံးစံတိုင်းပဲဒေါ်နာရူမာပဲထွက်လာဖို့ရှိရဲဒါနောက်တန်းနေရာမှာဆိုရင်တော့ကျွန်တော်အစိတ်ထင်ပေါ့နော်ဒါဒီနောက်တန်းကိုပို့ပြီးတော့ဒီလုံခြုံသွားနိုင်စေတဲ့ဒါGradio ကိုဒီဘယ်ချမ်းမှာထားမယ်ဒီလေကစန္ဒာ2ယောက်အနေနဲ့ကဒါ John Stone ရဲ့ဒီ TSA ကိုထွက်လာမယ်လို့ထင်နေပေါ့နော်ညာချမ်းဒီကန်စစ်ကကြတော့နည်းနည်းလေးစောင့်ကြည့်ခြင်းဆရာရှိရပေါ့နော်ဘာကြောင့်လဲဆိုတော့နောက်ပိုင်းပွဲတွေမှာသူကဒါ Matthias Nunes ကိုတောက်လျှောက်သုံးနေတာပေါ့နော်ဒါပေမဲ့လည်းဒါဒီနောက်ဆုံး3ပွဲအထိသူကစားခဲ့ရတာဖြစ်တော့ဒီနေရာမှာဒီကူဆောင်းတော့ကိုပဲပြန်သုံးမလားဆိုတော့ဒါစောင့်ကြည့်ရဖို့ရှိရပေါ့နော်ဒါကွင်းထဲမှာဆိုရင်တော့ကွင်းလယ်မှာဆိုရင်တော့ဒါဒီရိုဒီဂိုဒရာရနေတာဖြစ်တဲ့အတွက်ဒီအခုနောက်ပိုင်းသူနေရာယုံကြည်တဲ့နေရာပေးနေတဲ့ဒါခွန်စာလက်ကပဲပေါ်ထွက်လာဖို့ရှိမယ်ပေါ့နော်ဒါတိုက်စစ်ဒီနောက်ထပ်4ယောက်တန်းဒီကွင်းလယ်4ယောက်တန်းနေရာမှာကတော့ဒါဘဲတောင်မယ်မှာကတော့ဂျိုရမီတိုကူကွင်းလယ်လူ2ယောက်ဒီနံပါတ်10ရိုးနေရာ2ယောက်ကကြတော့ဒါပနာရိုဆေးဗာနဲ့ဖီဖိုဒန်ညာဘက်ချက်မှာတော့ရိုင်ချာကီပေါ့နော်ဒါတိုက်စစ်ကတော့အလုံးတည့်အတိုင်းပဲဒါအာလင်ဟာလန်ထွက်လာဖို့ရှိရပေါ့နော်ဒါကျွန်တော်ရဲ့ဒါခံမှန်းချက်ပေါ့နော်ဒါလီဗာပူးဘက်ကလည်းဒါပန်းလဲမှုတွေများဆဆလုပ်မယ်လို့တော့မထင်ဘူးကျွန်တော်တို့ဒါဘီလာနဲ့ရီယယ်မက်ဒရစ်ကိုနိုင်ခဲ့တဲ့ပွဲတွေကလူစင်းကိုဒါအများကြီးပြောင်းလဲမှုတွေလုပ်မယ်လို့တော့မထင်ဘူးပေါ့နော်ဆိုတော့နောက်ဒီကိုသမားနေရာမှာတော့ဒါအလက်ဆင်ကလည်းနာနေတာဖြစ်တဲ့အတွက်မမဒက်ဖလီဒီညာတောင်မှာကတော့ Bradley ပေါ့နော်ဒါအတွင်းခံစစ်2ယောက်နေရာမှာကတော့Virgil van Dijk နဲ့ကိုနာတေးပေါ့နော်ဘယ်တောင်မှာတော့ Robertson ပေါ့ဒီနေရာမှာ Robertson ကဒါဒီကျွန်တော်တို့ဒီ Arne Slot က press conference မှာလည်းပြောသွားရပေါ့နော် Robertson ကကျွန်တော်တို့ဒါ3ပွဲဆက်သူဒါဆော့လာတာဖြစ်တဲ့အတွက်သူရဲ့ကြက်ခိုင်မှုအပိုင်းပေါ်မှာမူတည်ပြီးတော့ဒါအပြောင်းလဲမှုလည်းရှိနိုင်တယ်လို့ပြောသွားရပေါ့နော်ဒါပေမဲ့Robertson ကကြက်ခိုင်မှုပြည့်နေ Robertson ကစားနိုင်တယ်ဆိုရင်တော့တေချာပေါ့ဒီနေရာ Robertson နဲ့ပဲထွက်လာဖို့ရှိရပေါ့နော်ကွင်းလယ်မှာလည်းဒီကျွန်တော်အထိုင်ကိုပြန်ဖြတ်မယ်လို့တော့မထင်ဘူးဒီဟိုပါပေါ့နော် Ryan Gravenberch ရဲ့ဒါ Alexis McAllister ရဲ့ကို WP ပေါ်ထားပြီးတော့Soboslai ကဒါနံပါတ်10 row နေရာမှာထွက်လာဖို့ရှိရပေါ့နော်ညာချမ်းမှာတော့မိုမက်ဆာလာဒီအထောင်တိုက်စစ်နေရာမှာတော့ဒါ EKTK နဲ့ဘဲတောင်မှာကဒါကဘူသုံးမလား Florian Wirtz ကိုသုံးမလားဆိုတာကကျွန်တော်စောင့်ကြည့်ခြင်းစရာရှိရပေါ့နော်ဒါဒီနေရာမှာကဒါဒီတမ်ပိုကိုမြင့်ပို့ပြီးတော့ဆော့ကျင်တယ်ပြီးတော့နောက်တစ်ခုကဒီ white area ပေါ့နော်တောင်ပန်မှာပို့ပြီးတော့ကစားခြင်းတယ်ဆိုရင်တော့ဒါဒီသူကပိုသုံးလာဖို့ရှိမယ်ပေါ့နော်ဒါအဲ့လိုမှမဟုတ်ဘူးဒါတောင်ပန်ကိုလည်းအဓိကထားပြီးတော့မဆော့ဘူးဒါ Florian Wirtz ကိုဒီအသင်းရဲ့တိုက်စစ်ပေါ့နော်အသင်းရဲ့တိုက်စစ်နေရာမှာလောကနေရာဆုံးကစားစီမယ်ပေါ့နေရာဆုံးကစားစီမယ်ဆိုရင်တော့ဒါ Florian Wirtz ကိုသုံးလာနိုင်ခြေရှိရပေါ့နော်ကျွန်တော်အမြင်ကတော့ဒီပွဲမှာ Florian Wirtz ကိုပဲသုံးလာဖို့ရှိတော့တယ်ပေါ့နော်ပွဲထက်မှာသုံးလာဖို့ရှိတော့တယ်ပေါ့နော်နောက်ပိုင်းမှဒါအခြေအနေပေါ်မူတည်ပြီးတော့ကိုဒီကပူကိုလူစားဝင်စေတာလည်းဒါဖြစ်နိုင်တယ်ပေါ့နော်ဘာကြောင့်ဒီ flow ကိုပွဲထုတ်လာနိုင်ကြီးရှိလဲဆိုတော့မန်စီးတီးကကျွန်တော်တို့ဒါကွင်းလေပေါ့နော်ကွင်းလေကိုသူကကွင်းလေဒီ9ယောက်စတိုင်နဲ့သူကဆော့လို့ရှိရပေါ့နော်ဒီဘယ်လိုပြောမလဲဒီဟာကိုကျွန်တော်အသာစီးယူဖို့ဆိုရင်ကျွန်တော်တို့ဘက်ကလည်းဒီ midfield trial ပေါ့နော် midfield trial 3ယောက်အပြင်ကို flow ကိုပါဒါကွင်းလေတိုက်စစ်နေရာကိုထပ်ပြီးတော့ပေါင်းထည့်ခြင်းအဖြစ်ဒါကွင်းလေရဲ့ဒါလှုပ်အားကွင်းလေရဲ့ဒီလှုပ်အားကိုကွင်းလေရဲ့ဒီဝင်ကိုဒါ short ချသလိုလည်းဖြစ်တယ်ပြိုင်မဲ့ရဲ့ကွင်းလေကိုလည်းပြန်ပြီးအသာစီးယူဖို့အသာချက်ဖြစ်နိုင်တယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အမြင်ကတော့ဒါ flow ကိုပဲဒါပွဲထွက်လာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒါကဒါပွဲထွက်လူစင်းနဲ့ပတ်သက်ပြီးတော့ဒါခမန်းကြီးလေးဖြစ်တယ်ပေါ့နော်ဆိုတော့
လီဗာပူးကလီဗာပူးကဒီနေပွဲမှာကဒါကျွန်တော်တို့ဒီနေ့ယာတီပေါ့နော်ဒီနေ့ယာတီချန်ပီယံဆုအတွက်ကောပြီးနောက်တစ်ခုကဒါ top 4အတွက်ကောဘယ်လောက်ထိမျှော်မှန်းလို့ရလဲဘယ်လောက်ထိဒါဘယ်လောက်ထိကိုတွေကဒါအာမခံချက်ရှိလဲဆိုတာစမ်းသပ်ခံရမယ်ပွဲလို့ပဲသတ်မှတ်လို့ရတယ်ပေါ့နော်သတ်မှတ်လို့ရတယ်မန်စီးတီးကအခုနောက်ပိုင်းမှာဆိုရင်အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်ခြေစွမ်းထပ်လာတယ်ပေါ့နောက်ဆုံးဗီလာနဲ့တပွဲကိုပဲရှုံးပြီးတော့သူတို့တောက်လျှောက်နိုင်ပွဲဆက်နေတယ်တိုက်စစ်ကဒီအာလင်ဟာလန်ကလည်းဂိုးတွေတောက်လျှောက်သွင်းနေတယ်ပေါ့နော်အဲ့ဒီပြင်ကိုအခုနောက်ပိုင်းပွဲစဉ်တွေမှာကျွန်တော်ဖီဖိုတန်ခြေစွမ်းတော်တော်ပြန်ရလာတယ်ပေါ့နော်ပုံမှန်ခြေစွမ်းပြန်ရလာတာကိုတွေ့ရတယ်ပေါ့နော်သူဒီပြီးခဲ့တဲ့နှစ်ကျော်ကဒါပြီးခဲ့တဲ့နှစ်ကျော်ကဒါပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆိုရခဲ့တဲ့ခြေစွမ်းမျိုးကိုသူပြန်ရနေပြီးပြန်ရလာတာလို့ဒါပြောလို့ရတယ်ပေါ့နော်ဆိုတော့လီဗာပူးတင်းနေတဲ့ဒီချက်တွေကိုကျွန်တော်စောင့်ထိန်းချုပ်သွားဖို့လိုတယ်ပေါ့နော်ဒီအရာတွေမှာထူးခြားတာကကျွန်တော်တို့မန်စီးတီးကကျွန်တော်ဟိုးအရင်လိုပေါ့နော်ဟိုးအရင်လိုဘောလုံးပိုင်ဆိုင်မှုကိုအသားပေးပြီးတော့လုံးဝဘောလုံးကြီးပဲကင်မယ်တောက်လျှောက်ဘောလုံးကြီးပဲကင်ထားတယ်ဘောလုံးပိုင်ဆိုင်မှုရာခိုင်နှုန်း80 80 90 80 80တွေအဲ့လိုမျိုးတွေကိုဒါသူတို့ပွဲတိုင်းမစော့တော့တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အထူးသဖြင့်ဒါနောက်ဆုံးပွဲစဉ်3ပွဲကိုပဲကြည့်နောက်ဆုံးပွဲစဉ်3ပွဲကျွန်တော်သူတို့စော့သွားတာကဒါထားပါတော့ဆွမ်စီနဲ့ပွဲခဏပေးဖယ်ထားပါတော့ဗီလာရဲ့ဒေါ်မွန်ရဲ့ပြင်နောက်သတင်းရှိပါတယ်ဗီလာရဲ့ဒေါ်မွန်ရဲ့ပေါ့နော်နောက်ဆုံး3ပွဲမှာသူတို့ကဒါဘောလုံးပိုင်ဆိုင်မှုကိုဘုံမောက်ပေါ့နော်ဘုံမောက်ဘောလုံးမောက်ဆိုင်မှုကိုလုံးဝအသာကြီးနဲ့သူတို့စော့သွားမဟုတ်ဘူးပေါ့နော်သူဘောလုံးပိုင်ဆိုင်မှုကဒီ90ပတ်ချလဲလောက်ပဲရှိရဲတချို့ပွဲမှာဆိုရင်ဒါတိုင်မတ်ထက်ဘောလုံးပိုင်ဆိုင်မှုအနေငယ်ရာခိုင်နှုန်းအဖြစ်နဲတာကိုလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီဟာကိုကြည့်ချင်းအဖြစ်ဒီဘက်ဂွာရီယိုလာကသူ့ရဲ့ဒီ philosophy ဖြစ်တဲ့ position football ပေါ့နော်ဘောလုံးတောက်လျှောက်တည်ကင်ထားမယ်ဆိုတဲ့ philosophy ကနေပြီးတော့နည်းနည်းလေးကော့ထွက်ပြီးတော့ဒါရလက်ကိုဥတီပြီးတော့ယူတဲ့ဘက်ကိုသွားနေတာကိုကျွန်တော်တို့တွေ့ရတယ်ဒီ Man City ကတခုအားသာတာကကျွန်တော်တို့ဒါ position football ကိုလည်းစောက်လို့ရတယ်လို့သူအနေနဲ့ transition တွေနဲ့တော့၎င်းပေါ့နော်ဒီကောင်းတာဒီနဲ့တော့၎င်းနဲ့သူစော့လို့ရတော့တွေ့ရတယ်ပေါ့နော်ဒါကိုဗမာမြင်နိုင်လဲဆိုတော့ကျွန်တော်တို့ဒါဒီဗမာမြင်နိုင်လဲဆိုကျွန်တော်တို့ဒီဘုံမနဲ့ပွဲမှာဆိုလဲကျွန်တော်တို့မြင်နိုင်တယ်ဗောနော်ဘုံမနဲ့ပွဲမှာဆိုလဲဒါသူတို့အဲ့လိုမျိုးဆော့တာကိုကျွန်တော်မြင်နိုင်တယ်ဆိုတော့ဒီအာဆင်နယ်နဲ့ပွဲမှာဆိုရင်ဒါဟာလန်ကိုတွင်းသွားရဲ့အလုံးဆိုရင်ဒါကောင်းတာနေပြီးတော့သွားတာဗောနော်ဆိုတော့ဒီမန်စီးတီးအနေနဲ့ဒါ position football တခုတည်းကိုသူတို့စော့နေတာမဟုတ်ဘူးသူတို့အနေနဲ့ kick alike ဗောနော် kick alike ရေစီးချောင်း alike လဲသူကောင်းကစားနိုင်တာကိုတွေ့ရတယ်ဗောနော်ဆိုတော့လီဗာပူးဘက်ကဒီပွဲမှာရလက်ကောင်းဖို့ဆိုရင်ရလက်ကောင်းရဖို့ဆိုရင်ကျွန်တော်တို့ဒါနံပါတ်1တစ်ချက်ဒါအလင်ဟာလန်ကိုလုံးဝတေချာပေါက်ဒါထိန်းချုပ်နိုင်မှုလို့လေဒါအားလုံးသိတဲ့အတိုင်းပဲဟာလန်ကဒါဂိုးတွေလည်းတောက်လျှောက်သွင်းနေတယ်လို့ကိုသွင်းချီတဲ့ဒါရှိနေတာပေါ့နော်သူရဲ့အဆုံးသက်ကလည်းတကယ်ကိုကောင်းတယ်တကယ်ကိုကြောက်ဖို့ကောင်းတဲ့တက်စစ်မှုဖြစ်တဲ့အတွက်အလင်ဟာလန်ကိုထိန်းချုပ်ဖို့လိုတယ်လီဗာပူးကဒါဒီတစ်ခုမှကတော့အလင်ဟာလန်ကိုထိန်းချုပ်တဲ့ record တွေအနေနဲ့ဆိုရင်တော့နည်းနည်းလေးဒါအားရစရာကောင်းတယ်ပေါ့နော်လီဗာပူးကဒီအလင်ဟာလန်နဲ့တွေ့တိုင်းလီဗာပူးခက်စင်မှုတွေကသူ့ကိုထိန်းချုပ်နိုင်လေးရှိရပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ကွန်းလေကဒီ free for them ပေါ့နော်ဒါ free for them ကအခုဆိုရင်ဒါခြေစွမ်းတော်တော်ပြန်ကောင်းနေပြီသူ့ရဲ့အဓိကအားသာချက်ကဘာလဲဆိုတော့သူကဒီအရန်အဲ့လို pace ကောင်းနဲ့လုံးဝတောက်လျှောက်ပြေးပြီးတော့အဲ့လိုလိန်နေခောက်နေအဲ့လိုမျိုးကစားသမားမဟုတ်ဘူးသူကဒီဂျင်းနဲ့ချက်ထဲမှာပေါ့နော်သူဒီ head speed လို့နေရာမျိုး central zone လို့ Texas central zone လို့နေရာမျိုးမှာဒါဘောလုံးကိုလက်ခံပြီးတော့ဂျင်းနဲ့ချက်ထဲမှာတော့ဘောလုံးကိုလက်ခံပြီးတော့သူလောက်ရီကိုင်းရှိရပေါ့လောက်တက်ကိုင်းတက်တယ်ပေါ့နော်သူဘောလုံးလက်ခံမယ်ပြီးတော့ချက်ချင်းပေါ့နော်ဒါ turn around လုပ်ပြီးတော့လှည့်ပြီးကန်တာမျိုးတွေပြီးနောက်တစ်ခုကကျတော့ဒီကိုယ့်ရဲ့တိုက်စိတ်ကစားသမားတွေကိုပတ်စင်တွေထိုးပေးတာမျိုးတွေလောက်တဲ့နေရာမှာတော်တော်ဒါကောင်းတယ်ပေါ့နော်ဆိုတော့ဖီဖိုတန်ကိုလည်းတေချာပေါက်ဒါစောင့်ကြည့်ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီလီဗာပူးအနေနဲ့ဒီပွဲကိုနိုင်ဖို့ဆိုရင်ဒါအာလင်ဟာလန်တို့ကိုထိန်းချုပ်ဖို့လို့ဖီဖိုတန်ဥဆောင်လာမယ်ဒါကွင်းလေကိုလည်းဒါတေချာပေါက်ဒါ blocking တွေနဲ့ဆော့ဖို့လိုတယ်ပေါ့နော်ကျွန်တော်မြင်ကတော့လီဗာပူးကဒီနေ့ပွဲမှာကမန်စီးတီးကိုပေါ့နော်မန်စီးတီးကိုဒီဘယ်လိုပြောရမလဲတိုက်စစ်ကြီးဖွင့်ကစားလာမှာထက်စားရင်သူ present ပေးကြည့်မယ် present ပေးလို့မှဒါအဆင်မပြေဘူးပေါ့နော် present စပြီးတော့ပေးကြည့်မယ် present ပေးလို့မှအဆင်မပြေဘူးဆိုတာက Man City အနေနဲ့ဒါ Liverpool ရဲ့ present တွေကိုကောင်းကြီးကြော်ဖြတ်နိုင်တယ်ကောင်းကြီးသူတို့ဒါ handle လုပ်နိုင်တယ်ဆိုရင်တော့တေချာပေါက် Arne Slot ကဒါ ဒီ risk ပြီးတော့present ကိုတောက်လျှောက်လောက်ခိုင်းမှာတော့မဟုတ်တော့ဘူးဒါတကယ်လို့ဒါ present ပေးလို့အဆင်မပြေဘူးဆိုရင်အနောက်ကိုစုပ်ပြီးတော့ဒါ mid block ပုံစံမျိုးတွေသွား
ဖို့ရှိရဲတကယ်လိုအပ်လာပြီဆိုရင် low block ထိထိုင်မှုရှိတယ်ပေါ့နော်အဲ့ကနေမှတစ်ဆင့်သူတို့ဒါ transition Salah ကိုအားပြုပြီးတော့ transition play တွေဒါ counter attack တွေနဲ့ဒါရင်ဆိုင်သွားဖို့ရှိမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာအဓိကကတော့နောက်တန်းကကျွန်တော်တို့ဒါ Benjamin Bright ဦးဆောင်တဲ့ခန်းစစ်နဲ့ကွင်းလယ်က Ryan Gravenberch နဲ့ Mark Leicester တို့ကကွင်းလယ်ကိုဘယ်လိုထိန်းချုပ်မလဲဆိုတဲ့အပေါ်မှာတော့မူတည်တယ်ပေါ့နော်လီဗာပူးအသင်းအနေနဲ့ကျွန်တော်ကဒါဂိုးရဖို့အတွက်ကတော့အရန်ကြီးစိတ်ပူတဲ့အထဲမှာတော့မပါဘူးပေါ့နော်ဆိုတော့ maybe ပေါ့နော် maybe လီဗာပူးကဂိုးသွင်းကိုဒီမရှိဘဲနဲ့လည်းဂိုးမသွင်းနိုင်ရလဲဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်ဒါပေမဲ့အခွင့်အရေးဖန်တီးမှုဘိုင်းတွေမှာကလီဗာပူးကလည်းဒါခွင့်ရေးဖန်တီးမှုပိုင်းတွေကအသေးချာပေါက်လုပ်နိုင်မယ်လို့မြင်တယ်ဗောနော်ဒီဘာကြောင့်လဲဆိုတော့ Man City ရဲ့ခံစစ်ကလည်းအရန်ကြီးဒါ Arsenal တို့နဲ့ရှင် Arsenal တို့လောက်တော့လုံးဝ solid ကြီးဖြစ်နေတာမျိုးမဟုတ်ဘူးဗောနော်Man City ရဲ့နောက်တက်မှာလည်း hard quality ရှိရဗောနော်ဆိုတော့ဒီအရာတွေကိုကောင်းကောင်းအသုံးချနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘာဘူးကဒါရလက်ကောင်းတွေရမယ်လို့ကျွန်တော်မြင်နေပေါ့နော်ဆိုတော့နောက်ဆုံးဒီပေါ့နော်နောက်ဆုံးဒီရလက်အလေးကိုခံမရမယ်ဆိုရင်တော့ဒီပွဲကကျွန်တော်တို့တည်ကြမယ်ဆိုရင်တော့မှဒါလက်ခံလို့ရတဲ့အနေအထားမျိုးရှိရပေါ့နော်ကျွန်တော်အမြင်ကလည်းဒီပွဲကတည်ဖြစ်သွားမယ်လို့ထင်တယ်ဒါသွင်းကိုအနေနဲ့1-1သို့မဟုတ်2-2ပေါ့နော်တည်ဖြစ်သွားမယ်လို့ထင်တယ်လီဗာပူးပြည်သက်တယောက်အနေနဲ့လီဗာပူးကိုတော့ဒါနိုင်စေချင်တာပေါ့နော်ဆိုတော့ဒါကကျွန်တော်ရဲ့ဒီစူပါဆန်နေမှာကံမဲ့လီဗာပူးနဲ့ဒီမန်စီးတီး Etihad ကမှာကံမဲ့ပွဲအတွက်ပွဲချုပ်အမြင်လေးဖြစ်ပါတယ်ဒါညီကိုတို့အမြင်လေးကတစ်ချက်လောက်ကွန်မန့်မှာဝင်ပြီးတော့ဒါဆွေးနွေးပေးသွားလို့ရပါတယ်လာကြည့်ပေးကြညီကိုအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ